တခါတော့ကမိုးကောင်းကင်မှာလှပစွာပြန်တန်းနိုင်တဲ့ဒေါင်းနဲ့အမဲလိုက်ကျွမ်းကျင်တဲ့ကြီးကန်းတို့ဟာတငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ဒေါင်းကအယောင်သွေးစုံလင်ပြီးဖွေးဖွေးမွှေးနဲ့ကြွားဝါတတ်သူဖြစ်ကာကြီးကန်းကတော့ညံကောင်းပြီးစိတ်ရှည်သူဖြစ်ပါတယ်။တနေ့မှာတော့ဒေါင်းကသူ့ရဲ့အလှတရားကိုဂုဏ်ယူပြီးကြီးကန်းကိုပြောလိုက်တယ်။ငါမှာဒီလိုလှပတဲ့အမွှေးတောင်တွေရှိပေမဲ့မင်းကအမဲလိုက်ရမှာပဲတော်တယ်ငါတို့ပြိုင်ကြည့်မလား။မင်းကအမဲလိုက်မယ်ငါကအလှဆင်မယ်ဘသူအလုပ်ကပိုရေးကြီးလဲဆိုတာဆုံးဖြတ်ကြရအောင်ကြီးကန်းကသဘောတူပြီးပြိုင်ပွဲဆောက်ရတယ်။ဒေါင်းကတောအုပ်ထဲမှာအယောင်တောက်တောက်နဲ့ကပြနေစဉ်ကြီးကန်းကတစ်ပင်အုပ်ထဲကငှက်ငယ်လေးတွေကိုအမဲလိုက်ပါတယ်။ဒါပေမဲ့ဒေါင်းရဲ့အယောင်တွေကတောက်ပတ်လွန်းတာကြောင့်သားကောင်တွေကသူ့ကိုမြင်ပြီးထွက်ပြေးကြတယ်။ကြီးကန်းလည်းအမဲမရဖြစ်ကာဗိုက်စာလာပါတယ်။ဒေါင်းကသူ့အနိုင်ရတယ်လို့ထင်ပြီးဝမ်းသာစွာနဲ့ကပြနေတုန်းမူဆိုးတယောက်ကသူ့ကိုမြင်သွားတယ်။ဒေါင်းရဲ့အလှကိုမျှဝေခြင်းနဲ့ဆန္ဒနဲ့မိုးဆိုးကဒေါင်းကိုဖမ်းဖို့ကြိုးစားတယ်။ဒေါင်းကထွက်ပြေးပေမဲ့အယောင်တောက်တဲ့အမွှေးတောင်တွေကြောင့်လွယ်လွယ်နဲ့မပုန်းနိုင်ပဲမူဆိုးရဲ့ခြောက်ထဲကျသွားတယ်။ကြီးကန်းကဒေါင်းသက်အနေရရှိတာကိုသတိထားမိပြီးညံကောင်းစွာနဲ့ကယ်တင်ဖို့ကြံစီတယ်။သူကမူဆိုးနားကိုပြန်တန်းသွားပြီးအရန်လှတဲ့ဒေါင်းကိုဖမ်းမိပြီလား။ဒါပေမဲ့သူ့မွှေးတွေကိုမဖြက်စီးခင်မင်းရဲ့တထေးကိုအရင်ပြတဲ့နဲ့လိုလှည့်စားပြောလိုက်တယ်။မူဆိုးကသဘောတူပြီးဒေါင်းကိုတထေးစီခေါ်သွားတယ်။လမ်းခုလက်မှာကြီးကန်းကဒေါင်းကိုလှို့ဝှက်ကယ်တင်ပြီးပြန်ထွက်ခိုင်းတယ်။ဒေါင်းကအသက်ရှင်သွားပေမဲ့သူ့မွှေးတောင်တချို့ကျိုးပဲ့သွားတယ်။ဒီဖြစ်ပျက်ကနေဒေါင်းသိလိုက်တာကအလှပတစ်ခုတည်းနဲ့မလုံလောက်ဘူး။ဉာဏ်ပညာနဲ့စိတ်ဆက်ဖို့လည်းအရေးကြီးတယ်ဆိုတာပါပဲ။အဆုံးမှာတော့ဒေါင်းနဲ့ကြီးကန်းဟာသူတို့ရဲ့အားသာချက်တွေကိုနားလည်ပြီးပူးပေါင်းလုပ်ကင်ဖို့သဘောတူကြတယ်။ဒေါင်းကအလှဖြင့်တဘာဝကိုချီးကျူးကြီးကန်းကဉာဏ်ဖြင့်အခက်ခဲတွေကိုဖြေရှင်းပေးတဲ့တငယ်ချင်းကောင်းတွေဖြစ်လာကြပါတော့တယ်။သင်ခန်းစာကတော့အလှပနဲ့ဉာဏ်ပညာပေါင်းစပ်မှသာအောင်မြင်မှုရနိုင်သည်။ကြည့်ရှုနားထောင်သူအားလုံးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။